ပြန်တရားမဆုံးခြင်းမင်းနဲ့တန်ရာဘုံနဲ့ဝဲလေခဲ့ရပြီသူနဲ့မှတိုက်တိုက်ဆိုင်ဆိုင်ဒီလိုနေရာမျိုးမှလာတွေ့တာမို့လေမခေါ်ရဲမပြောရဲနှုတ်မဆက်ရဲကြပြီမဲမျက်လုံးကြီးငါစုံမိပါတယ်လေဒါပေမဲ့တစ်ချိန်ကဇက်ကြောင်ပြန်ပြောင်းပြောရင်တည်ဖြစ်မဲ့ကွယ်တန်ရောစဉ်အချိန်ကလေးရေးရဲ့ပြန်မပြောခြင်းတော့ဘူးငယ်ကြီးရဲ့ပြန်တရားမဆုံးခြင်းမင်းနဲ့တန်ရာဘုံနဲ့ဝဲလေခဲ့ရပြီသူနဲ့မှတိုက်တိုက်ဆိုင်ဆိုင်ဒီလိုနေရာမျိုးမှလာတွေ့တာမို့လေမခေါ်ရဲမပြောရဲနှုတ်မဆက်ရဲကြပြီမဲ့မျက်လုံးကြီးကစုံမိပါတယ်အလေဒါပေမဲ့တစ်ချိန်ကဇက်ကြောင်ပြန်ပြောင်းပြောရင်တည်ဖြစ်မဲ့ကွယ်တန်ရောစဉ်အချိန်ကလေးရဲ့ပြန်မပြောခြင်းတော့ဘူးငယ်ကြီးရဲ့ချိန်မိတ်လို့မျိုးသိက္ခာမြဲရင်နဲ့ချစ်စိတ်တိတ်တိတ်ပြေမဲ့တွေ့ကြရဆွေးမပြေသမျှတော့ဝိနေတာကကောင်းရမှာပါနော်သုံးစည်းတဲ့ချစ်ခီးမှာတိုင်းသူတွေရှိပြီးသားမို့မိုးနဲ့မြေကြီးလို့မကောင်းဆက်နိုင်ခဲ့အကြောင်းတရားပါနော်ပြန်ပြောရင်တည်ဖြစ်မဲ့ကွယ်တန်ရောစီဖြတ်ကြရကောင်းနေချိန်မိတ်လို့မျိုးသိက္ခာမြဲခြင်းနဲ့ချစ်စိတ်တိတ်တိတ်ပြီးမဲ့တွေ့ကြရစင်းမပြေတရားတော်ဝိနေတာကကောင်းကြမှာပါ